လောဆယ်အန်သွားရှင်တယ် ဟောဖန် อืม ကျွန်တော်ရဲ့မှာဟန်နီမွန်းကဖန်လို့ပဲတွေးထားလိုက်တော့ချာသူရဲ့အေးနေရတယ်မှာနော် အေးအေး ဖတ်ထားပေးမဲ့လူမရှိဘူးလားဟာလား ဟုတ်တယ် ဒါဗျာကျွန်တော်ဖတ်ထားမှာဒါမှတပ်လို့ရှိ အမတော့မဟုတ်လားဒီနေ့96ဝေးရှိသေး ဟောဆက်ကိုအဲ့လိုမေးကြည့်မယ်နော်မောင်ဒီမှာအဲ့လိုကိုကြီးသဘောကျလားမောင်လေးသဘောကျလား အဲ့လိုတော့မရှိပါဘူးဒါပေမဲ့ကိုပူကောင်းတာပေါ့ အဲ့ဒါခေါ်ကြည့်ပါလားကိုလို့ Nice. တွေ့ဘူးနေတယ်လို့ပဲ တူကကျွန်တော်ဘေဘီနှလုံးသားလေးထဲမှာရှိနေလို့ပါအရှိလေးနဲ့တူပြီးတော့ပူကောင်းနေဗျာဒီတော့အဲ့အမှရင်ခုန်တဲ့နေပူမြန်တော့ဒီ အကွက်အသေး ကွက်ပါနည်းနည်းပါးတူပြောကြည့်ပါ ဘာဖြစ်လို့ ကို့မျိုးသမီးတို့ကတော့နီးကပ်လေးသေချာမြင်ရင်တော့ အဲ့လိုမနောက်ရအောင် မနောက်ပါဘူးဗျာမနောက်ပါဘူး အနောက်ဆရာမဟုတ် အကောင်းပြတိုးကြည့်ပါတိုးကြည့်ပါဟာတကယ်ကြီးတိုးလာနေရော့ဗျာဒါနဲ့ဘာလူမျိုးတော့ဒါနဲ့ ရှမ်းလူမျိုး အော်ရှမ်းလူမျိုးအဲ့ဒါဟာဆိုနော်ဒါနဲ့ခီးအဲ့လိုခီးလေးပါတွေတွားရချိုက်လား ကြိုက်တော့မကြိုက်တော့ ဟာကြိုက်တော့မကြိုက်တော့ ဒီခါလေးကြောက်လေကြိုက်တယ်ဒီခါလေးကြောက်လေမကြိုက် အဲ့တွားတကယ်လို့အဲ့လိုတနေရာကိုတွားမယ်ဆိုဘယ်လိုနေရာမျိုးဘယ်လိုနေရာတွေတွားချင် အဲ့လိုရဲလို့တော့မရှိပါဘူး ကျွန်တော်အဲ့တော့တွားချင်တဲ့နေရာတွေရှိ ဘယ်နေရ မင်းလေးရှိတာရက်မင်းလေးရှိရရက် အဲ့ဆိုရင်ဘာရှင်တဲ့ခီးတခုရှိရပြောပြမှာ ပြောပြ အဲ့ဒါဘယ်လဲဆိုဒါလေကိုရှိရဲ့အရက်ပါပဲ နေထိုင်မရပြန်တော့ဘူးဗျာရော့ Yeah, boy. တောင်တန်းတွေကိုသဘောကျတာလား ပြီးလို့ရှိရင်ဘာရှိသေး ပ လဲ င်လေဘက်တွေသဘောကျတာလားနော်မဟုတ်ဘယ်လိုနေရာကြီးတွားရသဘောကျတာ တောင်တန်းပေါ့တောင်တန်းပူကြိုက်တယ် ဟောတောင်တန်း အာ ဟောတောင်တန်းမှာသူဘယ်လိုနေရာတွေသဘောကျတာကိုတွားချင်တဲ့မြို့တွေပါရောရှိလား လောဆယ်အန်သွားရှင်တယ် ဟောဖန် อืม ကျွန်တော်ရဲ့မှာဟန်နီမွန်းကဖန်လို့ပဲတွေးထားလိုက်တော့ အဲ့ဆိုဟန်နီမူကဖအန်ဝနော် တော့ဗျ ကောင်းပြီ အဲ့ဒီဘယ်နေရာတွားချင်နေတော့ ပကံပေါ့ ဟောပကံအဲ့ရောတနေ့ပြည့်ကြိုက်သွားမှာဗျာအဲ့ကျတော့နော်မဟုတ်လေအဲ့လိုဟန်နီမွန်းနှစ်နေရာတွားရင်တွားလိုက်မယ်ဗျာဟာ ဒါပေမဲ့ဟန်နီမွန်းကပကံမြည်တော့တိတ်မကောင်းလေဟန်နီမွန်းကျတော့ ဟုတ်တယ် အမအတိတလင်းကြီးညာလိုက်ပြီနော်ဘယ်လဲဖတ်အံကိုဟန်နီမွန်းထွက်မယ် ဟုတ်တယ် အဲ့ဒါမှအခုလေကျွန်တော်သဘောကျရတဲ့သူတယောက်ရဲ့မှရှိနေတော့ကျွန်တော်ဟိုကနေရခန့်နေတယ်ပေါ့ကနာမငြိမ်ဘူးဖြစ် အော်အဲ့လို အဲ့လို အပြင်ထပ်သွားပေးရမှာ အပြင်ထွက်တော့မှကျွန်တော်ရင်ဝင်လေးတွေပဲလာခဲ့ပါဟမ်သူကအေးရတော့တခါနှုတ်ထမှုတွေပေးလိုက်မယ်နည်းဖတ်ထားပေးလိုက် ဟုတ်တော့